ဒီနေ့နေချီကြားမှာဘောနော်ဒီတင်ထဲလေးမှာဘောနော်ဘလို့လေးဖြစ်ခဲ့တယ်ဘလို့လေးရှုပ်ခဲ့တယ်ပြီးနေချီနားထောင်နေတဲ့စာရီရောဘယ်ဟာအကောင့်လဲဆိုအောင်ဒီကမမအများပြတွေးတယ်ဘောနော်အတိုင်းYouTube မှာဆိုရင်တိတ်တွေ့ဘောနော်တွေ့ရဟာ Facebook မှာပါတယ် Facebook မှာဆိုအရင်တွေ့တယ် YouTube မှာတင်အောင် YouTube မှာကတည်းကထားပြပါတယ် Let's go ခွာတော့ပြမယ်ကိုချေရတန်နေတယ်အခုနေချီခုနားထောင်ဖြစ်တဲ့ဟာလေးပါဆိုရောနော်နေချီပါလေးဖြတ်ခဲ့ဆိုတော့ဒီနပက်လက်အတွက်ပေါ့နော်နောက်လိုက်စာမုတ်ကဖြစ်မယ်လားအတွက်ပေါ့နော်ကိုစူးစမ်းခဲ့တဲ့ဘာတွေနားထောင်ဖြစ်ဆိုတော့ဒီ fit the mail fit the shake လို့ပေါ့နော်အဲ့ဒါတွေကဒီကနားထောင်ဖြစ်တယ်ပြီးရင် go to menu လည်းနားထောင်ဖြစ်တယ်ပြီးရင် school and very လည်းနားထောင်ပြရပေါ့နော်ပြီးရင်ကောင်းလာတော့အများကြီးရှက်ပေါ့နော်ပြီးရင်peace animal လည်းနားထောင်ပြရတယ်ပေါ့နော်ကိုကောင်းဆိုကိုကြိုက်ထောက်တော့ please animal ပါတယ် please animal ဆိုရင်တိရစ္ဆာန်လေးอ่ะ तू อ่ะဘာဖြစ်လို့စကားပြောရဆိုတာလဲကိုသိချင်တဲ့ဟာလေးလဲတီးလို့သိခွင့်ရတယ်ပေါ့နော်တကယ်ပြောမှာတော့ဘောနော်ပြောမယ်ဘောနော်shock ဆိုငမန်းဆိုရပေါ့နော်အပြင်မှာအထက်ကတော့ကားတွေမှာဆိုရင်ချစ်စရာတက်တယ် baby shock လေးပေါ့နော်ကတော့ကားမှာဆိုရင် baby shock ပေါ့နော်ပြင်မှာဆိုရင်တော့ shock ပဲဖြစ်ပါတယ်သူကပေါ့နော်ရအောင်ချက်စရာကြီးတက်တယ်ပေါ့နော် baby shock မှာချစ်စရာတက်ပြီးတော့ကြောက်တက်ဟာလေးလည်းခွဲပြထားရဖြစ်ဟာတက်ပြီး snake ဆိုတာဘယ်လိုမျိုးလဲအထက် snake ကအရင်ချစ်စရာတက်တယ်ပြီးရင် snake ကဘလို့ချစ်စက်တယ်ပြည့်ဆိုရဘောနော်ကိုရင်ပူတဲ့ကြားဘောနော်ကြားဆိုရင်အခုတေးလေးနားထောင်နေတဲ့ချမ်းမှာပါတယ်ဘောနော်ဒီကလေးလေးတွေနားထောင်ဖြစ်တယ်မွေးစာဦးလေးတွေနားထောင်ပြီးမှဆိုရင်ကျမညီမနားထောင်တာဘောနော်ရှူမဆိုရင်ဘောနော်ဘယ်လိုနားထောင်ပြဆိုတွန်းမဆိုရင်ကြားလက်ဖားဘောနော်ကေချစ်လေးဖြစ်ပါတယ်အပြင်လက်ဖားလက်ကြားတော့အရွာကိုမှကြောက်ကြတက်တယ်ဘောနော်အဲ့ဒါလေးမှတ်သားထားကျမအရင်ကြိုက်ရဘောနော်အဲ့ဒါလေးမှတ်ထားအရင်ကြိုက်တယ်ရှင်တို့ရောကျမလိုမျိုးဒီနားထောင်ဖြစ်တဲ့ဟာလေးကိုရှင်တို့နားထောင်ဖြစ်လားဘယ်ထဲမှာနားထောင်ရတဲ့ဆိုတော့ကိုနားထောင်လိုက်ကျမ YouTube ဘောနော် YouTube ကနေစနေချက်တက်ပြီးနားထောင်ရပါတယ်အဲ့ဆိုတော့ကိုကဘလောက်ချီဒီကောင်နားထောင်ဖြစ်တယ်ဒီကောင်ဘယ်တော့ဖြစ်တယ်ဆိုတာသိပြီးမှလားသိရင်ကျမတို့မျိုးနားထောင်ကြည့်ဖို့နော်စိတ်ဝင်စားရင်နားထောင်ကြည့်လို့ပြောပါတယ်စိတ်ဝင်စား